ဒီလိုဆိုင်ပုံစံလေးဖြစ်အောင်ဘယ်လိုလေးလောက်ခဲ့ရလဲပြပြပါမယ်ဒီဆိုင်လေးစောက်တာ21ရက်ကြာပြီပေါ့နော်အခုထိကိုမပြီးသေးတာဒါပေမဲ့မချေရသေးပါနဲ့တပတ်တော့တွင်အတိတိမှာအယုံဆုံးရောက်လာတာဆိုတော့ဗီဒီယိုလေးနဲ့ roller shutter အဖွဲပဲဖြစ်ပါတယ်အရင်ဖွင့်ချင်နေပြီပေါ့နော်အဲ့အတွက်ဒီဆိုင်ကိုအမြန်ဖွင့်လို့ရအောင်ဆိုပြီးတော့စေးသမားတွေလည်းမစောက်တော့ဘဲနဲ့လိုအပ်တာလေးတော့ဝယ်လိုက်ပါတယ်ရောက်လာတော့လေ roller shutter သမားလေးတွေကလုံနေရဲ့အဲ့တော့မိုးလဲချုပ်ပြီးဆိုတော့အိမ်ရင်ပြန်လိုက်ပါတယ်နောက်ရက်ကျတော့မမကဘောနော်ဆိုင်ဖွင့်လို့ရပြီဆိုတော့ကိုကလည်းလှလှလေးဝတ်သွားတာပေါ့ချင်းမဲ့ပတ်တီးတွေကလည်းကင်ထားတာမညီဘူးအဲ့အတွက်ရင်ငွေတွေလည်းရိုက်နေရပေါ့နော်အဲ့ဒါကြောင့်6အောင်ဆိုပြီးတော့နေရန်ကတ်ဟာလေးတွေကတ်လို့ရအောင် dryer နဲ့လည်းလိုက်မှုတ်တယ်ရေလည်းလိုက်တော့ပါတယ်ထိုးလောက်မှာပေါ့နော်အပီးပြီးချစ်ပေမဲ့လည်းမပြီးခဲ့ပါဘူးနေ့လေတနာရီမှပဲပေါ့နော်ဒီလိုမျိုးအပီးအစီးအကုန်ပြီးတော့ပါတယ်ဆိုင်ကအပ်ထားတာကပေါ့နော်21ရက်ကြီးတောင်ကြာတယ်ဒီကြားတဲ့စေးသမားတွေနေပူတုံးလေးလာခဲ့ဖို့လဲခေါ်တာလာပြီဆိုပြီးပြောတာ9ရက်လောက်ရှိပါတယ်တက်ဖို့ဆိုပြီးတော့ခေါ်လိုက်တာနိုင်ခွက်အတွင်းလာပြီးတော့တည်တက်လေးလောက်သွားပါတယ်တကယ်အလုံးလုံးတဲ့သူတွေဆိုရင်တီတီကြကြတည်တက်နဲ့လောက်ပြီးအလုံးလုံးတဲ့နေရာမှာအတိမိတ်ဆွေနဲ့အလုံးမလုပ်တာအကောင်းဆုံးပါပဲအခုတော့နှစ်ခါပြန်ပေါ့နော်ပတ်စံလဲကုံသွားတယ်အချိန်ကြီးလဲကုံသွားပါတယ်ပုံစံကိုလဲပြောတာမရတော့ရတဲ့ပုံစံလေးပဲဖြစ်အောင်ပဲလောလောဆယ်လုပ်ထားရပါတယ်ဒီရက်ပိုင်းအလုပ်သမားလေးကြောက်လဲပေါ့နော်စိတ်ညစ်စရာလေးရှိရော blog လေးမတင်ပေးဖြစ်ပါဘူးနောက်ပိုင်း blog လေးလည်းတင်အားပေးပါအောင်ရှင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်ပါ